ယူဂျီတယောက်တွေးပေနေတဲ့သူ့ရဲ့လက်ကိုရေနဲ့တေချာဆေးကြောလို့နေခဲ့ပါတယ်။အဲနောက်မှာတော့အစာအုပ်တစ်ခုရဲ့ရောက်သွားပြီးယူဂျီရဲ့အရှိမလည်းအတော်လေးကြီးမားလာတဲ့ချိန်စာကောင်ကြီးတစ်ကောင်ကရှိနေခဲ့ပါတယ်။ယူဂျီကတော့အပြင်ကိုခုန်ပြီးထွက်ပြေးလိုက်တဲ့အခါအခြားချိန်စာကောင်ကြီးတွေကတွေ့ရပါတယ်။အဲချိန်မှာပဲငှက်ပုံစံချိန်စာကောင်ကြီးကယူဂျီကိုဖမ်းချုပ်သွားလိုက်ပေမဲ့မျက်စိတမိတ်အတွင်းမှာပဲချိန်စာကောင်ကြီးလည်းအောက်ကိုပြုတ်ကျပြီးတိတ်ဆုံးသွားခဲ့ရပါတယ်။ကြံခဲ့တဲ့ယူဂျီကိုတော့ယူတာတယောက်ခံထားနဲ့ထိုးဆိုင်ဖို့လုပ်နေခဲ့တာကြောင့်ယူဂျီတယောက်ဓာတ်ကိုလမ်းနဲ့ဖမ်းဆုပ်ပြီးတားထားလိုက်ရပါရဲ့။လွန်ခဲ့တဲ့နိုင်အနှဲငယ်ကဇင်နင်မီတာစုအိမ်တော်မှာနာအိုရာလို့ခေါ်တဲ့နာအိုပီတိုရဲ့သားဖြစ်သူဟာမာခီနဲ့မာယီတို့ညီမတွေအကြောင်းပြောရင်းလမ်းလျှောက်နေခဲ့ပါတယ်။ဒီလိုနဲ့အခန်းတစ်ခုတည်းရောက်သွားတဲ့အခါမှာတော့ဇင်နင်မီတာစုအကြီးအကဲတွေကအဖေဖြစ်သူရဲ့တည်ရင်ရှစ်ရင်အချိန်မှတောင်မှနာအိုရာရဲ့အချိန်နောက်ကျမှုကိုအပြစ်ပြောလိုက်ပါရဲ့။နာအိုရာကတော့သူဟာဇင်နင်မီတာစုခေါင်းဆောင်အသက်ဖြစ်လာတော့မှမလို့ဂယုမဆိုင်ဘူးလို့သာပြန်ပြောလိုက်ပါရဲ့။ဒါအပြင်အကြီးအကဲတွေရဲ့အားနည်းချက်တွေကိုစတိုက်ပြောလိုက်ပြီးတိုဂျီလောက်ဆိုရင်တော့သူ့မျက်လုံးထဲအစင်ပြေမှာပါလို့ထပ်ပြောလိုက်တဲ့အခါဇင်နင်အိုဂျီနဲ့ဇင်နင်ဂျင်ချီတို့တွေလည်းနာအိုရာကိုတိုက်ခိုက်ဖို့လိုက်ပါရဲ့။အဲအချိန်မှာပဲဇင်နင်မီတာစုခေါင်းဆောင်ဟောင်းနာအိုပီတိုကွယ်လွန်သွားပြီဆိုတဲ့စကားတန်နဲ့အတူလူယုံတော်ဖူဒါတဲကနာအိုပီတိုရဲ့တေတန်းစာကိုဖတ်ပြပေးမယ်လို့ပြောလိုက်ပါရဲ့။ပထမဦးဆုံးဇင်နင်မီတာစုရဲ့28ယောက်မြောက်ခေါင်းဆောင်ဟာဇင်နင်နာအိုရာပဲဆိုတာပြပြလိုက်ပြီးဒုတိယအနေနဲ့ဂျေဂျေဆုအထက်တန်းကျောင်းမှာထိမ့်သိမ်းထားတဲ့ဇင်နင်မျိုးနွယ်စုရဲ့ပိုင်ဆိုင်မှုအားလုံးကိုနာအိုရာဟာအမွေရသွားမှာပါ။ဒါပေမဲ့ဂိုဂျိုဆာတိုဦးဒါတေဆုံးသွားရင်ဖြစ်ဖြစ်ဒါမှမဟုတ်စိတ်ဖောက်ပြန်သွားတာမျိုးတွေရှိလာခဲ့ရင်တော့ဖူဂျီကိုတိုဂျီနဲ့ပေးထားခဲ့တဲ့ကတိအရဖူဂျီကိုမကိုမီကိုဇင်နင်မီတာစုရဲ့ပြန်ခေါ်ရမယ့်အပြင်မီတာစုရဲ့ခေါင်းဆောင်အသစ်ဖြစ်လာစေရမယ်ဆိုပြီးနာအိုပီတိုကရေးသားလို့ထားခဲ့ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့နာအိုရာကတော့ချက်ချင်းအပြင်ကိုပြန်ထွက်လာပြီးမကိုမီကိုရှာဖို့လုပ်ပါရဲ့။အခုအချိန်မှာမကိုမီတယောက်စကူနာရဲ့လက်ခံကောင်အီတာတိုဘီယူဂျီကိုလိုက်ရှာနေရတဲ့မစ်ရှင်မှာရှိနေလောက်တာကြောင့်နာအိုရာတယောက်ယူဂျီကိုတွားတက်နေပြီဆိုတဲ့သတင်းထုတ်ပြန်ပေးဖို့သူ့ရဲ့အစီအကံကိုမှားကြားလိုက်ပါရဲ့။ပြီးရင်တော့မကိုမီကိုလည်းတက်ပြီးဇင်နင်မီတာစုရဲ့ခေါင်းဆောင်ဟာငါပဲဖြစ်လာစေရမယ်လို့နာအိုရာကဆိုပါရဲ့။ယူဂျီတယောက်ကတော့ရှီဘူဝါအကျန်းဖတ်မှုရဲ့မြင်ကွင်းတွေကိုပြန်မြင်အောင်လုပ်နေခဲ့ပါရဲ့။အနားမှာတော့ချိုဆိုကရှိနေပြီးယူဂျီရဲ့ဒဏ်ရာတွေအကြောင်းမေးလိုက်ပါရဲ့။ယူဂျီကတော့စကူနာလက်ချောင်းတွေထပ်စားထားခဲ့ရတာမလို့ပုံမတန်မာလာတာကိုလည်းခံစားမိနေခဲ့ရကစကူနာတကောင်မကူမီနဲ့ပတ်သက်ပြီးတခုခုလှုပ်ချင်နေတဲ့ဆိုတာကိုလည်းယူဂျီကသိလို့နေခဲ့ပါရဲ့ယူဂျီကချိုဆိုကိုသူ့အနားမှာနေတာအစင်ပြေရဲ့လားငါကမင်းကြီးတွေကိုတတ်ခဲ့တာနော်လို့ထပ်ပြောလိုက်ပါရဲ့ဒါပေမဲ့ချိုဆိုကတော့သူ့နေရာမှာသာအဲဇိုနဲ့ခီချီဆူတို့ဆိုရင်လည်းအားလုံးဟာမွေးချင်းတွေမလို့ခွင့်လွှတ်ပေးကြမှာပါလို့ဒါပြန်ပြောလိုက်ပါရဲ့အဲနောက်မှာတော့ယူဂျီတယောက်လမ်းမတွေတရားတွေပေါ်မှာရှိနေတဲ့ကြေစာကောင်တွေအကုန်လုံးကိုလိုက်လံတုတ်တင်ရှင်းလင်းပါရဲ့အရင်ဆုံးကျင်းစာကောင်တွေအကုန်လုံးကိုယူဂျီကလှိုင်ကောင်းတဲ့အရင်မြားခေါ်လိုက်ပြီးချိုဆိုက Piercing Blood နဲ့အကုန်လုံးကိုတပ်ပေးလိုက်ပါရဲ့ချိုဆိုအနောက်ကကျင်းစာကောင်ကြီးကိုတော့ယူဂျီကပဲတစ်ချက်ထဲနဲ့အနိုင်ယူပစ်လိုက်ပါရဲ့အခုဆိုရင်ယူဂျီတယောက်ချိုဆိုနဲ့တိုက်ခိုက်ခဲ့တုန်းကထက်ပုံမတာမာလာပြီးဖြစ်တယ်လို့သူ့ရဲ့ကျင်းစာစွမ်းရင်ကိုလည်းတည်တည်ချထိန်းချုပ်နိုင်သွားခဲ့ပါပြီဒါကြောင့်ပဲယူဂျီကသူ့ရဲ့အကောင်းဆုံးပုံစံမှာရှိမနေသေးတာတောင်လုံးဝကိုတိုက်ပွဲနှစ်ဖရားတစ်ပါးဖြစ်နေပြီမလို့ချိုဆိုတယောက်သူ့ရဲ့ညီလေးတွေဂုဏ်ယူနေခဲ့ပါရဲ့အဲအချိန်မှာပဲနာအိုရာကရောက်လာပြီးမကိုမီမရောက်သေးဘူးလားလို့မေးလိုက်ပါရဲ့ယူဂျီကိုလည်းထွန်ပြေးသေးဘူးလားမင်းကတေးတဲ့အခြားခံထားရတာနော်လို့ထပ်ပြောလိုက်တဲ့အခါယူဂျီတယောက်ဆွန့်အားသွားပါရဲ့နာအိုရာကတော့ယူဂျီနဲ့ပတ်သက်ပြီးဂယုမဆိုင်ပေမဲ့မကိုမီကိုရှာဖို့အတွက်ဆိုရင်တော့အရင်ဆုံးယူဂျီကိုလိုက်ရှာမနေရအောင်ခြေထောက်တွေရိုက်ချိုးပေးထားရမယ်လို့ပြောလိုက်ပါရဲ့ဒီစကားကိုကြားလိုက်ရတဲ့ယူဂျီကလည်းမကိုမီနဲ့ဘာကိစ္စရှိနေတာလဲမေးလိုက်တဲ့အခါနာအိုရာကတော့မကိုမီမသေးခင်စာလေးနဲ့ရေးပေးစေချင်ရုံပါလို့ပြောလိုက်ပြီးယူဂျီတို့ကိုစတင်တိုက်ခိုက်ပါရဲ့နာအိုရာရဲ့လှုပ်ရှားမှုတွေဟာအရန်ကိုမြန်ဆန်နေခဲ့လို့ယူဂျီတို့ရဲ့တိုက်ခိုက်မှုတွေဟာလည်းအရာမထင်ခဲ့ပါဘူးယူဂျီဘေကချိုဆိုကိုလည်းနာအိုရာကတတိထားလိုက်ပြီးထပ်မံတိုက်ခိုက်ဖို့စဉ်းစားနေတော့မှပဲမြေပြင်ကြီးတစ်ခုလုံးတုံခါသွားစေလောက်တဲ့အရှိန်ဝါကြီးတစ်ခုရောက်ရှိလို့လာခဲ့ပါရဲ့အဲ့ဒါကတော့ဒါတလက်ကိုကင်ဆွဲပြီးတိုက်ပေါ်ကနေခုန်ဆင်းလာတဲ့ရှူတာအော့ခုဆိုပဲဖြစ်ပါရဲ့နာအိုရာကတော့ရှူတာကိုကြည့်ပြီးမင်းလည်းယူဂျီကိုလာဖမ်းတာလာလို့လှမ်းမိလိုက်တဲ့အခါရှူတာကတော့မဟုတ်ဘူးငါကသူ့ကိုတတ်ဖို့လာတာလို့တတိငိမ့်နဲ့ပြန်ဖြေလိုက်ပါရဲ့ချိုဆိုကတော့နာအိုရာရဲ့ကျင့်စာနီးပညာဟာလျင်မြန်မှုဖြစ်တာကြောင့်သူတာဝန်ယူလိုက်မယ်ဆိုပြီးယူဂျီကိုပြောလိုက်ပါရဲ့နာအိုရာကတော့ယူဂျီကိုတပ်ပြီးရင်ရှူတာအနေနဲ့အထက်ကိုပြန်တင်ပြဖို့အချိန်နဲ့စောင့်ဆိုင်ပေးလို့ရမလားဆိုပြီးပြန်မေးလိုက်ပါရဲ့ချိုဆိုကရှူတာဟာဂိုဂျိုလောင်နီအစွမ်းထက်တာမလို့ဒီထားဖို့ကိုလည်းယူဂျီကိုမှားလိုက်ပြီးမနေ့ကနေရာမှာပြန်တွေ့ကြမယ်လို့ဆိုပါရဲ့ဒီလိုနဲ့ယူဂျီတယောက်ရှူတာရဲ့လက်ကလွတ်အောင်အရင်ထွက်ပြေးရပါရဲ့ကြံခဲ့တဲ့နာအိုရာကတော့ချိုဆိုရဲ့ခြေစာနီးပညာဟာတွေးထိတ်ချုပ်ချင်းမှတ်လာလို့မင်းနေခဲ့ပါရဲ့ဘာပဲဖြစ်မကြခင်ချိုဆိုဟာလည်းတရားတော့မှမလို့အရေးမကြီးပါဘူးလို့လည်းနာအိုရာကထပ်ပြောလိုက်ပါသေးရဲ့ဒီလိုနဲ့ယူတာရဲ့ဓားကိုဖမ်းဆုပ်ထားတဲ့ယူဂျီလည်းမနေ့ပြန်ထပြီးရှောင်လိုက်ပေမဲ့ယူတာကတော့ဓားနဲ့စတိုက်လိုက်ခုတ်နေခဲ့ပါရဲ့ယူဂျီကများပြားလာတဲ့ကျင်းစာစွမ်းရည်တွေရှိနေတဲ့ယူတာကိုကြည့်ရင်အံ့ဩလို့နေခဲ့ရပါပြီ
ယူတာကတော့သူ့မှာရှိနေတဲ့ကျင်းစာစွမ်းရည်တွေကဂိုဂျိုထပ်ပိုများရလို့ပြလိုက်ပြီးဂိုဂျိုနဲ့မတူညီတာကတော့ဂိုဂျိုရဲ့ကျင်းစာစွမ်းရည်တွေကအိုင်းစ်ကိုစတုံးလိုက်တာနဲ့လုံးဝမကုန်တော့တာပါအဲနောက်မှာတော့ယူတာကစတင်တက်ခိုက်လိုက်ပြီးယူဂျီကလည်းမနေ့စူးစမ်းပြီးရှောင်နေခဲ့ရပါတယ်ယူဂျီကပြင်းလွှမ်းဓာတ်တုတစ်ချောင်းကင်လိုက်ခါကျင်းစာစွမ်းရည်တုံးပြီးယူတာရဲ့တက်ခိုက်ချက်တွေကိုကာလိုက်ပါတယ်ယူတာကလည်းသူ့ရဲ့ဓာတ်ကိုပဲယူဂျီတယောက်ဒီထားမိနေတာပဲလို့ပြလိုက်ပြီးအနောက်ကိုတွန်းထုတ်လိုက်ပါရဲ့အဲ့ချိန်မှာပဲယူဂျီရဲ့ဓာတ်တို့လည်းပျက်စီးသွားခဲ့ရတယ်လို့ယူတာရဲ့ဓာတ်လည်းကျိုးသွားခဲ့ရပါတယ်ယူဂျီကတော့အခုဆိုရင်ယူတာတယောက်ဓာတ်လည်းမရှိတော့ဘူးမလို့လက်ပလာချင်းရှင်းဆန်ရတော့မယ်ဆိုပြီးအရှိကိုပြေးသွားလိုက်ပဲမယ်အနောက်ကနေကျင်းစာကောင်ကြီးတစ်ကောင်ပေါ်လာပြီးချုပ်ထားလိုက်ပါရဲ့ယူတာကတော့ကျင်းစာကောင်ကြီးကိုဝီကာလို့ခေါ်လိုက်ပြီးယူဂျီကိုဓာတ်နဲ့ထိုးလိုက်ပါရဲ့ယူဂျီဟာကျင်းစာဝင်းကြီးဝီကာရဲ့ဖမ်းချုပ်ထားတာကိုခံနေခဲ့ရတာကြောင့်ဘလို့မှမရှောင်နိုင်တော့ပဲယူတာရဲ့ဓာတ်ကယူဂျီရဲ့ရှင်ဘက်ကိုထိုးဖောက်ဝင်သွားခဲ့ပါရဲ့တစ်ဖက်မှာလည်းချိုဆိုနဲ့နာအိုရာတို့ရဲ့တိုက်ပွဲကအတော်လေးပြင်းထန်လို့နေခဲ့ပါပြီ။ချိုဆိုဟာနာအိုရာရဲ့တိုက်ခိုက်မှုတွေကြောင့်ဒဏ်ရာတွေအများကြီးရထားခဲ့တဲ့အပြင်နာအိုရာရဲ့ကျင်းစာနီးပညာကိုလည်းအခုချိန်ထိနားမလည်နိုင်ခဲ့သေးပါဘူး။နာအိုရာရဲ့လက်ချက်နဲ့ချိုဆိုလည်းလွင့်ထွက်သွားခဲ့ရပေမဲ့ချိုဆိုကတော့ပြန်ချလာခဲ့ပါရဲ့။ဒါပေမဲ့နာအိုရာကတော့ချိုဆိုနားကိုအမြန်ပြေးသွားလိုက်ခါဓာတ်နဲ့ထိုးပစ်လိုက်ပြီးဘယ်အချိန်ထိချိုဆိုတယောက်ခုခံနိုင်အောင်မလဲလို့မေးလိုက်ပါရဲ့။ချိုဆိုကနာအိုရာကိုသူ့အကိုတွေကိုမုန်းလားဆိုပြီးမေးလိုက်တော့နာအိုရာကလည်းညီတောင်အရေးချင်းမရှိတဲ့အကိုတွေကိုမုန်းတာမှားလို့လားဆိုပြီးပြန်ဖြေလိုက်ပါရဲ့ချိုဆိုကအကိုဆိုတာအရေးချင်းရှိမရှိအကိုကြီးတွေဆိုတာသူတို့ညီငယ်တွေရဲ့စံပြပဲတကယ်လို့ငါသာလမ်းမကိုရှောင်းနေမယ်ဆိုရင်ငါညီတွေကတော့အဲလမ်းမကိုရှောင်းနိုင်သွားလိမ့်မယ်ငါသာလမ်းမကိုရှောင်းနေမယ်ဆိုရင်တော့ငါညီတွေကငါနောက်ကလိုက်ရုံပဲလို့ဒါပြန်ဖြေလိုက်ပါရဲ့ချိုဆိုတမန်နေရတာဟာလေညီလေးတွေအတွက်လမ်းမကိုရွေးချယ်ပြီးရင်ရွေးချယ်ခဲ့ရလို့တမန်နေခဲ့ရတာပဲလို့ပြလိုက်ပြီးနှစ်ယောက်သားထပ်မံတက်ခိုက်ကြပါရဲ့ချိုဆိုတယောက်သူ့ရဲ့သွေးတွေကိုအစိတ်ဖြစ်ပြောင်းလဲပြီးစူပါနိုဗာနဲ့နာအိုရာကိုထိအောင်လိုက်ပါတယ်။ဒါကြောင့်မဲနာအိုရာတယောက်ချိုဆိုရဲ့အစိတ်ရှိတဲ့သွေးတွေခန္ဓာကိုယ်ထဲလျှောက်သွားခဲ့ရတာကြောင့်လှုပ်မရတော့ပဲလဲကျသွားခဲ့ရပါပြီ။ချိုဆိုကလည်းနာအိုရာနားသွားပြီးအဆုံးသတ်ပေးဖို့လိုက်ပေမဲ့ယူတာကယူကြီးရဲ့အလောင်းကိုဆွဲလာပြီးချိုဆိုရဲ့အနောက်ကနေရုတ်တရက်ပေါ်လာကချိုဆိုကိုတစ်ချက်ထင်းနဲ့ဒီမေးအောင်လိုက်ပါပဲ။နာအိုရာကတော့ချိုဆိုရဲ့သွေးအစိတ်မိနေခဲ့တာကြောင့်ယူတာကကူညီပေးရမလားဆိုပြီးမေးလိုက်ပါရဲ့အပြန်အလှန်နေတဲ့ယူတာတယောက်ယူဂျီကိုကွက်မြက်ပြီးတဲ့အကြောင်းဂျီဂျက်ဆုအထက်ကလူကြီးတွေကိုတင်ပြပေးရမယ်လို့လည်းယူတာကဆိုပါတယ်။အဲနောက်မှာတော့ယူဂျီတယောက်အသက်ကပုံရိပ်တွေကိုပြန်မြင်အောင်လာပြီးသူ့အဖေကိုတွေ့လိုက်ရပါတယ်။အဖိုးဖြစ်သူကတော့ယူဂျီရဲ့အဖေကိုခလေးယူချင်နေတာသိပေမဲ့ခါအိုဘီကတေးသွားပြီမို့လို့မဖြစ်နိုင်ဘူးလို့ပြောနေတော့မှပဲယူဂျီရဲ့အမေခါအိုဘီကဝင်လာခဲ့ပါတယ်။ဒီလိုနဲ့ယူဂျီပြန်တီးရလာတဲ့အချိန်မှာတော့မသေးသေးပဲအခန်းတစ်ခုတည်းမှရှောင်းနေတာကိုတွေ့လိုက်ရပါတယ်။သူ့အရှိမတော့ယူတာတယောက်မီးဖိုလေးတစ်ခုနဲ့ထိုင်နေခဲ့ပါတယ်။ယူဂျီကသူဘာလို့အသက်ရှင်နေသေးရလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေတုန်းမှာပဲယူတာကရီမောမောနဲ့ယူဂျီကိုစတင်ရှင်းပြလိုက်ပါရဲ့စက်တင်ဘာလလောက်တုန်းကဂိုဂျိုတယောက်နိုင်ငံခြားရောက်နေတဲ့ယူတာစစ်ကိုတကူတကလာရောက်တွေ့ဆုံခဲ့ပါရဲ့တကယ်လို့ဂိုဂျိုတာတစ်ခုခုဖြစ်သွားခဲ့ရင်ယူတာအနေနဲ့ပထမနေ့ចောင်းသားတွေကိုစောင့်ရှောက်ပေးဖို့နဲ့အထူးသဖြင့်ယူဂျီဆိုတဲ့ကောင်လေးကိုတခြားခယူးဆိုင်ပေးပါဆိုပြီးတော့လာပြောချခဲ့တာပါဒါကြောင့်ပဲယူတာတယောက်ယူဂျီကိုတက်လိုက်တဲ့ပုံစံနဲ့ယူဂျီဆုအထက်လူကြီးတွေရှုံကြည်သွားအောင်ဟန်ဆောင်ထားခဲ့ရတာပါဂျီဂျစ်ဆုအထက်လူကြီးတွေကပေါ်တေးတေးတွေမဟုတ်လို့အားလုံးယုံကြည်သွားရအောင်အခုလိုဟန်ဆောင်ခဲ့ရတာဖြစ်ပြီးယူဂျီကိုတမ်းမိခဲ့တဲ့အတွက်လည်းယူတာကတောင်းပန်လိုက်ပါရဲ့ယူဂျီကိုဓာတ်နဲ့ထိုးလိုက်တဲ့အချိန်မှာပဲယူတာတယောက်ပြောင်းပြန်ကျင်းစာနီးပညာကိုချက်ချင်းတုံးလိုက်ပြီးယူဂျီရဲ့နှလုံးကိုပြန်လဲကုသပေးခဲ့တာကြောင့်ပဲယူဂျီဟာခဏတည်သွားခဲ့ရပြီးတော့ပြန်ရှင်လာခဲ့တာလည်းဖြစ်ပါရဲ့ဒါဟာယူဂျစ်ဆုအထက်လူကြီးတွေစီကယူဂျီရဲ့တေတံကိုပယ်ဖျက်နိုင်ဖို့အတွက်ယူတာစီစဉ်ခဲ့တဲ့ပြဿနာတစ်ခုပဲဖြစ်ပါရဲ့ယူဂျီနဲ့ယူတာတို့စကားပြောနေတုန်းမှာပဲအနားကိုမဂူမီကရောက်လာခဲ့ပါတယ်။မဂူမီရဲ့ပုံစံကအရင်ကထက်အများကြီးပိုပြီးပင်ပန်းနွမ်းနယ်နေတာကိုလည်းယူဂျီတို့တွေ့ရပါတယ်။မဂူမီကတော့ယူဂျီအသက်ရှင်နေတယ်လို့ဝမ်းသာသွားခဲ့ရပါမယ်။အခုချက်ချင်းလှုပ်ရှားရပဲရှိနေတယ်လို့ဆိုပါတယ်။အဲနောက်မှာတော့ဂျပန်နိုင်ငံတဝန်းလုံးမှာခန်ဂျာကူစတင်လိုက်တဲ့ခန်လင်းဂိမ်းဆိုတဲ့ဂျူဂျူဆုပညာရှင်အချင်းချင်းတပ်ဖြတ်ရမယ့်ဂိမ်းကြီးအကြောင်းကိုမဂူမီကစတင်ရှင်းပြပါတော့တယ်။ဒါအပြင်မဂူမီရဲ့အမဖြစ်သူဆူမီကီရဲ့ဒီဂိမ်းထဲမှာပါဝင်နေတာကြောင့်သူမကိုကယ်တင်ဖို့အတွက်ယူဂျီရဲ့အကူအညီကိုလိုအပ်တယ်လို့လည်းတောင်းဆိုလိုက်ပါသေးတယ်။ဒီစကားကိုကြားလိုက်ရတဲ့ယူဂျီကတော့သူဟာရှီပူဝါမှာလူတွေအများကြီးကိုတမ်းမိခဲ့တဲ့သူဖြစ်တာကြောင့်မလို့ကူညီပေးဖို့မထိုက်တန်ပါဘူးလို့သာပြန်ငင်းခဲ့ပေမဲ့မဂူမီကတော့ငါတို့ကသူ့ရဲ့ကောင်းနေမဟုတ်ဘူးငါတို့ကဂျူဂျူဆုပညာရှင်တွေပဲဒါကြောင့်ပဲငါတို့ကိုကူညီပေးပါဆိုပြီးတော့ယူဂျီကိုထပ်ပြောလိုက်ပါတယ်။ယူဂျီကတော့ရှူတာဘက်လှည့်ပြီးအခုဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာစကူနာလက်ချောင်း15ချောင်းတောင်ရှိနေပြီမလို့နောက်ထပ်5ချောင်းတာထပ်စားလိုက်ရရင်စကူနာကိုထိန်းချုပ်နိုင်လိမ့်မယ်လို့ယူဂျီကဆိုပါတယ်။ဒါပေမဲ့စကူနာတာယူဂျီကိုထိန်းချုပ်နိုင်သွားခဲ့မယ်ဆိုရင်တော့သူ့ကိုတပ်ဖြတ်ပေးဖို့ယူဂျီကတောင်းဆိုလိုက်ပါတယ်။မကူမီကလည်းအရင်ဆုံးဂျူဂျူဆုကျောင်းကိုပြန်သွားပြီးတန်ကန်ဆာမန်နဲ့အရင်သွားတွေ့ရမယ်လို့ဆိုပါတယ်။ Prison Run ချိတ်ပိတ်တာကိုဘယ်လိုဖြစ်ရမလဲဆိုတာနဲ့ခန်ချာကူရဲ့တကယ့်ရှိရွယ်ချက်ကဘာလဲဆိုတာအရင်စုံစမ်းရမယ်လို့ဆိုပါတယ်။ဒါဝိခါယူကီရဲ့အကြံတွေဖြစ်ပြီးတော့ဂျူဂျူဆုအထက်လူကြီးတွေနဲ့မတွေ့လို့ယူကီတယောက်ဂျူဂျူဆုအထက်တန်းကျောင်းမှာပုံနေတယ်လို့လည်းမကူမီကထပ်ပြလိုက်ပါတယ်။ခတ်တာကတန်ကန်ဆာမာစီရှောင်းနိုင်မဲ့လမ်းကတစ်ခုတည်းရှိပြီးမှန်ကန်တဲ့လမ်းကိုမရွေးချယ်နိုင်ရင်တော့တန်ကန်ဆာမာနဲ့တွေ့နိုင်မှာမဟုတ်ပါဘူး။တငယ်ချင်းဖြစ်သူနိုဘာဝါကတော့တေဆုံးသွားခဲ့ပြီလို့လည်းမကူမီကထပ်ပြလိုက်ပါတယ်။အဲ့အချိန်မှာပဲတတိရလာတဲ့ချိုဆိုကပါငါညီလေးယူကြီးသွားတဲ့နေရာတိုင်းကိုငါလဲလိုက်မယ်ဆိုပြီးဝင်ပြောလိုက်ပါတယ်။
မာဟီတိုအရင်တုန်းကလောက်ခဲ့တဲ့နီလန်အတိုင်းပဲတန်ကန်ဆာမာစီရောင်းအောင်လုပ်ရမယ်လို့လည်းချိုဆိုကပြောလိုက်ပါတယ်ဒီလိုနဲ့ဂျူဂျူဆူအထက်တန်းကျောင်းကိုပြန်ရောက်လာတဲ့အခါမှာတော့မာကီနဲ့ယူကီတို့ကိုယူချီလည်းတွေ့ရပါတယ်မာကီကတော့တကူလုံးမီးလောင်ထံရပြီးရှိနေခဲ့ပေမဲ့ယူကီကတော့မာကီရဲ့ခန္ဓာကိုယ်ခန္ဓာရည်အစွမ်းကိုအံ့ဩနေခဲ့ပါတယ်ချိုဆိုကတန်ကန်ရဲ့ကျဲဗိမ့်မှန်ကိုရောက်နိုင်ဖို့လမ်းပေါ်မှာရှိတဲ့လှုပ်ဝက်ကတ်တက်အခန်းထဲမှာချိုဆိုရဲ့ညီလေးတွေဖြစ်တဲ့နာရန်ဆိုရှူအိုဆိုတန်ဆိုဆန်ဆိုခုဆူဆိုနဲ့ချိုဆိုတို့တွေရှိနေသေးတယ်လို့ဆိုပါတယ်မာကီတို့ကလည်းချိုဆိုကိုဘသူလဲလို့မေးလိုက်ကြတဲ့အခါယူဂျီကတော့သူ့အကိုကြီးလို့တာမှတ်ထားပေးဖို့ဝင်ပြောလိုက်ပါတယ်ဒီလိုနဲ့ယူဂျီတို့တွေလည်းတကားတစ်ခုကိုတွန်းဖွင့်လိုက်တဲ့အချိန်မှာတော့အပြိုင်အောင်တကိုင်းတွေပြည့်နှက်နေတဲ့အခန်းတစ်ခုကိုတွေ့လိုက်ရပါတယ်ချိုဆိုကတော့ဂိုဒေါင်တစ်ခုရှိမှရက်လိုက်ပြီးခဏနေပြန်လာခဲ့မှမလို့ခဏလောက်တီးခန့်ပေးထားဖို့ပို့လိုက်ပါတယ်ဒီလိုနဲ့နေရာတိုင်းဖြူစွတ်နေတဲ့အခန်းတစ်ခုတည်းကိုယူဂျီတို့တွေရောက်သွားတဲ့အခါမှာတော့ဘသူကမှမတွေ့ကြရပါဘူးဒါကြောင့်ပဲအကုန်လုံးလည်းနောက်ပြန်လှည့်ဖို့ပြင်လိုက်တဲ့အခါမှာပဲတန်ကန်ဆာမာကထွက်လာပြီးအကုန်လုံးကိုနှုတ်ဆက်လိုက်ပါတယ်ဒါလေးကတော့ဂျူဂျူဆူခိုင်ဆန်စီဇန်3ရဲ့အပိုင်း1ပဲဖြစ်ပါတယ်အပိုင်း2ကိုဆက်တင်ပေးဖို့လိုက်လေးတယောက်ချက်နေပြီး comment ကျွန်တော်မပေးခဲ့ကြပါဘူး channel ရဲ့ subscribe လေးမလုပ်ရနေတော့ပြတော့ခဲ့ကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့စမှတ်ပါ